ဒီအားလုံးပဲနော်နည်းနည်းလေးသတိတော်ထားမယ်ကိစ္စလေးကိုပြောမှဖြစ်တယ်ဝိုင်းပတ်နော်ဝိုင်းပတ်တိတ်သတိထားကြပါရှေ့မှာတွေ့လားမီနီဘတ်တစ်စီးနဲ့တက္ကစီတစ်စီးပေါ့နော်ညတာဖြစ်နေနော်โอเคကျွန်တော်တို့ဒီလိုနေသားဖြစ်သွားတယ်မကြည့်တလားဆိုတော့ဟောနော်အားလုံးသတိထားကြဖို့ပြောတာနော်သတိထားကြဖို့ပြောတာလားဒါမာရှဲပါလားရှင်းပေးနေရတယ်เนาะကျွန်တော်နည်းနည်းတိုးဝှေ့ပြီးတော့သွားရပါတယ်တိတ်ကိုလေ conflict တွေဖြစ်စေတဲ့အဝိုင်းမှာเนาะစိတ်နဲ့ကန်းနဲ့မပတ်ရင်ဖြစ်တယ်စိတ်နဲ့ကန်းနဲ့ပတ်နေတဲ့လူတွေလည်းဖြစ်တယ်เนาะအဲ့တော့စိတ်နဲ့ကန်းနဲ့ရှိပေတော်ညာလေမှန်နေကြည့်ရတယ်ကိုအတိကရှိနေမှလို့ဒီမှာစိတ်ကမရှိရင်လည်းဖြစ်တယ်เนาะအဲ့လိုတွေပါဗျာအဝိုင်းပတ်ဆိုတာเนาะသိပြီးတော့အနေနဲ့များပါတယ်เนาะရှုပ်ထွေးပါတယ်เนาะရှုပ်ထွေးလေးတွေဖြစ်တယ်ဒါလေးကိုနမူနာယူကြပါเนาะအသေးချာလေးလာပါဒီကကျွန်တော်ဒီကိုဘောင်မတွေမိတ်ဆွေတွေအကုန်လုံးမှာချင်တာခုပဲစီလောမန်ဘာလဲဆိုတာရင်လေးတာเนาะလောမန်ဆိုတာကစီကံပေါ့ဗျာစီကံမှန်ပေါ့စီကံမှန်ဘာလဲဆိုတာရင်လေးတာဘယ် line ကတော့ဘယ်လိုပတ်လို့ရတယ်ဘယ် line ကတော့ဘယ်လိုသွားလို့ရတယ်ဘယ်လိုဖတ်ရင်တော့ဘယ်လို signal ပေးရတယ်တကယ်ဖြစ်ခဲ့တယ်ဆိုလို့ရင်အဲ့စီးတွေနဲ့ပဲရှင်းတာနော်သူဘယ်စီးကြနေလဲကိုဘယ်စီးကြနေလဲသူဘာလုပ်နေတာလဲသူခေါင်းကဘယ်လိုဖြစ်နေတာလဲဆိုတာတွေနဲ့ရှင်းတာဆိုတဲ့အခါကြတော့မဖြစ်တော့ကောင်းဆုံးပဲဗျာကျွန်တော်ကတော့ဒါပဲပြောချင်တယ်နော်မဖြစ်အောင်လို့ view ဆက်ကြပါမဖြစ်ရင်ကောင်းဆုံးပဲကိုမားစီဖြစ်စေမှန်စီဖြစ်စေအလုပ်တွေရှုပ်တယ်ဗျာအလုပ်တွေပြတ်တယ်စိတ်တွေညစ်လာတယ်နော်အဲ့လိုနော်အဲ့လိုတွေပါဆိုတော့ဒီကနံပါတ်1စီကံကဘာလဲဆိုတာကိုအရင်လေ့လာပါစီကံဆိုတာဘာလဲဆိုတော့တစ်မျိုးတင်တယ်နီးလက်အမှန်ဘာလဲပေါ့ဝိုင်းပတ်နီးလက်စနစ်ကဘာလဲလေ့လာ YouTube တို့ channel တို့မှာရှိပါတယ် Facebook တွေမှာရှိပါတယ်ပြန်ရှိတယ်နော်ကျွန်တော်လိုမျိုးတင်တဲ့လူတွေလည်းရှိသလိုကျွန်တော်တက်တည်တဲ့လူတွေတင်ထားတာလည်းအများကြီးပဲနော်ရှိတယ်အဲ့ဒါကိုလေ့လာပြီးလို့ရှိရင်လောက်ကြည့်ပြီးလို့ရှိရင်တကယ်ပတ်နေတဲ့ကားတွေကိုလိုက်စီးကြည့်တကယ်ဘယ်လိုပတ်နေတာလဲသူတို့မှန်လားကိုမှန်လားအဲ့လိုပေါ့နော်အဲ့ဒါတွေကြည့်တော့ဝိုင်းပတ်နေတဲ့အချိန်မှာလေ brake lever control နဲ့နိုင်နေရမယ်မှန်ကြည့်တယ်လည်းနိုင်နေရမယ်ဘေးလည်းကြည့်ရတယ်မှန်လည်းကြည့်ရတယ်အနောက်လည်းကြည့်ရတယ်အရှေ့လည်းကြည့်ရတယ်နော်အဲ့ဒါတွေအားလုံး sequence လေးကြမှာဒါလည်းကျွန်တော်အရင်ကင်း vision မှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုအဖက်မှားတယ်ဆိုတာမဖြစ်အောင်လို့ပါနော်ကျွန်တော်ဒီလေကျွန်တော်ညီကိုမောင်မတွေအကုန်လုံးပေါ့ဗျာမိတ်ဆွေတွေပေါ့နော်ကျွန်တော်ဒါသွားလာလို့ရှောင်းတော့ပေါ့မိတ်ဆွေပေါင်းသိန်းတွေပေါ့နော်ဖြစ်အောင်လို့ဒီပေးတာပါဗျာနော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်အပန်းပတ်တိတ်ကိုရှုပ်သွေးလာတဲ့စနစ်တွေလို့ရှင်းလာတယ်တော့မဟုတ်ဘူးပေါ့နော်ဒီစနစ်မှားသွားလို့ရှိရင်သူကရှုပ်သွားနော်ဒီကလည်း one bus စနစ်ကိုconflict ဖြစ်နေကြတာတွေအများကြီးရှိပါတယ်เนาะအဲ့တော့ကျွန်တော်ကိုလာမေးလို့ရပါတယ်ကျွန်တော်တက်နိုင်လို့ရှင်းပြပေးနေပါတယ်ဟုတ်ကဲ့